ကဲအားလုံးမင်္ဂလာပါဒီညနေကဒီညနေကကျွန်တော်တို့6ရက်နေ့ညနေပေါ့နော်6ရက်နေ့နော်3လပိုင်း6ရက်နေ့ညနေမှာကျွန်တော်တို့ထိုးရမယ့်ကဏ္ဍကနော်16နောက်ပိတ်နော်16နောက်ပိတ်2ခွန်1ထိပ်စီးရှိပါတယ်2ခွန်1ထိပ်စီးနော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီညနေပါတီထိုးရမလဲဆိုရင်26ရယ်ခွန်1ရယ်ခွန်6ရယ်2 1ရယ်အဲ့4ခွက်နဲ့နောက်က4 1နဲ့နော်1 6နဲ့အားလုံးပေါင်း6ခွက်ဖြစ်ပါတယ်နော်အားလုံးတစ်ချက်ပြန်မှတ်ပါနော်လိုက်လက်မလေးတွေပြီးမယ်အသေးလေးတွေပြီးမယ်ဒီပိုလေးမြင်တာနဲ့နော်များများလေးလည်း share ပြီးသွားမယ်အဲ့တော့ဒီညနေက6ရက်နေ့နော်3လပိုင်း6ရက်နေ့ညနေပိုင်းဖြစ်ပါတယ်ညနေပိုင်းအတွက်ကိုနော်အဲ့ဒါထိုးရမယ့်ကဏ္ဍက26ခွန်1အဲ့ကောမိန်နော်အဲ့ဒါမိန်ပေါ့နော်နောက်တစ်ခါခွန်6နော်ခွန်6 2 1နောက်တစ်ခါ4 1ပြီးသွားတော့နောက်က1 6အဲ့4ခွက်ကတော့အရန်ဟုတ်ဗျာနော်အားလုံးညနေကိုပေါက်ကြပါစီဗျ